မင်္ဂလာပါကျွန်တော်တို့မြန်မာသဘင်ယဉ်ကျေးမှုအမှုပညာကိုချစ်မြတ်နိုးကြတဲ့ပြည်သက်ကြီးအားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာရင်သက်ရှုမိုးပဲရမြန်မာအကာအလနဲ့စတေချိုးဖျော်ပြမှုအကာဆန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ရှုပေးကြပါဦးဒီလိုစတေချိုးကောက်ွက်အစမ်းလေးတွေကမြမအကရဲ့အလောက်ကိုပို့ပြီးပေါ်လွင်စေပါတယ်ဗျာပြည်သက်ကြီးရောဒီအကလာကိုကြည့်ပြီးစိတ်ထဲမှာသဘောကျရလားဆိုတာကောမန့်မှာဖြည်းဖြည်းခဲ့ကြပါဦးနော်ပြည်သက်ကြီးရေဒီနေ့ဗီဒီယိုလေးကိုသဘောကျတဲ့ဆိုရင် like နဲ့ comment လေးပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်အမိုက်စားဗီဒီယိုတွေကိုတင်ဆက်ပေးသွားမှာမို့ကျွန်တော် channel လေးကို subscribe လုပ်ထားပေးကြပါအောင်ဗျာအားလုံးကိုကျေးဇူးထူးတင်ပါတယ်ဗျာ